ချမ်းသာတဲ့ဘီလီယံနာနိုင်ငံ UAE ရဲ့အမောင်ဘတ်ချမ်းမင်္ဂလာပါ Youth Entertainment ပရိသတ်ကြီးကမ္ဘာချမ်းသာဆုံးနဲ့အခမ်းအနားဆုံးနိုင်ငံတွေကတစ်ခုဖြစ်တဲ့ UAE ရဲ့ရင်သက်ရှုမောဖွယ်ရာမြင်ကွင်းရဲ့နောက်ကွယ်မှာကျွန်တော်တို့မသိနိုင်တဲ့အမောင်ဘတ်ချမ်းရှိနေပါသည်ဒီနိုင်ငံရဲ့ခမ်းနားထည်ဝါမှုတွေကြီးကျယ်ခမ်းနားတဲ့အဆောက်အုံတွေနဲ့ခင်မီမြို့တော်တွေဟာရွှေပြောင်းလုပ်သားတွေရဲ့စုပြုံအားတွေကြောင့်ဆောက်လုပ်နိုင်တာဖြစ်ပါသည်အဓိကအဖြစ်တောင်အာရှနဲ့အရှေ့တောင်အာရှဒေသတွေကနေလာရောက်ကြတယ်အခြေခံလုပ်သားတွေဟာနိုင်ငံရဲ့ GDP တိုးတက်မှုအတွက်အဓိကမောင်းနှင်အားတစ်ခုဖြစ်နေပေမယ့်သူတို့ရဲ့ဘဝတွေကတော့ကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါသည်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့အစီရင်ခံစာတွေအရ UAE ကလုပ်သမားတွေဟာအလွန်ပူပြင်းတဲ့ရာသီဥတုအောက်မှာနိုင်ပေါင်းများစွာပင်ပန်းဆင်းရဲစွာအလုပ်လုပ်ကိုင်ကြရပါသည်နေထိုင်ရာနေရာတွေကလည်းကျဉ်းကျုံလွန်ပြီးတော့အတန်ရှင်းမှုမရှိတဲ့အဆောင်တွေမှာစုပြုံနေရတာမျိုးရှိပါသည်ဒါ့အပြင်အလုပ်ရှင်ကပေးမဲ့လစာကိုအချိန်မီမရတာမျိုးအလုပ်ရှင်တွေရဲ့ချိန်ချောက်မှုနဲ့နှိပ်စက်မှုတွေကြောင့်ဒုက္ခရောက်ကြရတာမျိုးတွေကိုလည်းရင်ဆိုင်နေကြရပါသည် UAE ကအလုပ်သမားစနစ်ဟာကာဖာလာလို့ခေါ်တဲ့အလုပ်သမားတွေအပေါ်မှာအလုပ်ရှင်ကလုံးစုံမှုတည်နေတာကြောင့်မလို့လွတ်လပ်ခွင့်ကိုထိန်းချုပ်ထားသလိုလည်းဖြစ်နေပါသည်ဒါကြောင့်မလို့ကမ္ဘာချမ်းသာဆုံးနိုင်ငံကြီးရဲ့နောက်ကွယ်မှာပင်ပန်းဆင်းရဲစွာရုန်းကန်နေရတဲ့ရွှေပြောင်းလုပ်သားတွေရဲ့မျက်ရည်တွေဖုံးလွှမ်းလို့နေပါသည်